တခါကဝါရုဏဝရီနိုင်ငံတွင်နက္ခဏဗေဒ၌အလွန်တော်သောပုံနာတဦးရှိခဲ့သည်သူသည်ပညာတတ်တော်လဲဝှက်ထားသောအသီးကဲ့သို့ကြော်ကြားခြင်းမရှိခဲ့ပေကောင်းကင်ကြိုသွားကြိုလာနက္ခတ်အစည်းနှင်းတွေကိုကြည့်ပြီးမြင်ရတဲ့ဟောကိန်းတွေကိုသူ့ဇနီးဖြစ်သူပုံနှင်းမကြီးကိုဟောလေးရှိတဲ့ဝါရုဏဝရီဘုရင်သည်မိမိနိုင်ငံ၏အခြေအနေများကိုအထူးဂရုစိုက်တော်မူသည်မကြာခဏဆိုသလိုလူသူမသိအောင်တိုင်းပြည်အတွင်းဆက်နီးနာထွန်းလေးရှိတဲ့ရာသီဥတုကောင်းမွန်သည့်ညတညတွင်ထိုပုံနာသည်ကောင်းဤကင်ရှိကျဲများကိုမောကြည့်လျက်ရှိနေခဲ့သည်ထိုပုံနာသည်ကောင်းကင်ကိုကြည့်နေစဉ်သူ၏မျက်နှာသည်ဝမ်းနည်းသောအကြိမ်ဖြစ်လာသည်သူ၏ဇနီးသည်ခင်ပွန်း၏ပြုမူဟန်ကိုမြင်တွေ့သွားပြီးထို့ကြောင့်သူ့အားဝမ်းနည်းရခြင်း၏အကြောင်းရင်းကိုမေးမြန်းလေသည်။အိုငါဇနီးဂျုံများ၏ရွှေရှားမှုတွေကမကောင်းဘူး။ရာဇနခတ်ဟာဝါစကာကျဲရဲ့နေမြေတဲကိုရောက်နေပြီးအားကောင်းတဲ့ရန်ဟူးဂျိုရဲ့ပြစ်မှတ်အတွင်းမှာဝင်ရောက်နေတာကြောင့်အခြေအနေကတိတ်မကောင်းဘူးဟုပုံနာကဖြေကြားခဲ့တဲ့ယနေ့ညမှာကျွန်ုပ်တို့ဘယင်ကြီးဟာကြောက်စရာကောင်းတဲ့ကြီးမားတဲ့ယုံကံမှုတစ်ခုနဲ့ဒုက္ခရောက်တော့မယ်ဒါကဘာလဲဟုပြောဆိုခဲ့သည်ထို့ကြောင့်သူ၏ဇနီးမိန်းမပုံနာသည်ဘယင်အတွက်ကံကောင်းခြင်းကိုဆုတောင်းပတ္ထနာပြုခဲ့တဲ့ဆက်နီးနာရန်ရောက်လာသောဘယင်ကပုံနာဆောင်တွဲ၏အတန်များကိုကြားလိုက်ရသည်ထိုအချိန်တွင်ဘယင်သည်ပုံနာ၏အိမ်ဝင်းအတွင်း၌လျှို့ဝှက်စွာပုံအောင်နေခဲ့တဲ့ဆောင်တွဲ၏စကားပြောဆိုမှုကြောင့်ဘယင်သည်စိတ်တက်ကြဆင်းသွားပြီးပုံနာ၏အိမ်ဝင်းမှတအားထွက်ပြေးကနန်းတော်စီသို့ဦးတည်သွားခဲ့တဲ့ချင်းမှတ်ပဲဘယင်သည်လမ်းတစ်လျှောက်တွင်တခိုးသုံးဦးကိုတွေ့မြင်ခဲ့သည်ကျန်းနှံရိုင်းဆိုင်သောထိုတခိုးများသည်ဘယင်ကိုလမ်းပိတ်ကဖမ်းဆီးခဲ့ကြတာပေါ့ဘယင်သည်တခိုးများကိုတိုက်ခိုက်ရန်မလိုအပ်တော့လဲသူတို့ကဝိုင်းရံပြီးသူတို့၏ခေါင်းဆောင်ကစတင်တိုက်ခိုက်ခဲ့သည်ထို့ကြောင့်ဘယင်သည်ပါလာသည့်တန်လျက်ဖြင့်ခုခံကာကွယ်ခဲ့သည်ချွန်ထက်သောတန်လျက်သည်ရင်းတို့၏ခေါင်းဆောင်၏လေပင်ထဲသို့ထိုးသွင်းခဲ့ပြီးကြံရှိသောတခိုးနှစ်ဦးသည်မြန်ထွက်ပြေးသွားကြသည်တညပတ်လုံးအိတ်မပျော်ပဲမိုးလင်းသည့်တိုင်စိတ်တုန်လှုပ်ခြောက်ခြားနေတဲ့မင်းကြီးဟာပုံနာကြီးကိုရှေ့တော်သွင်းစေပြီးညကအဖြစ်ပြက်ကိုမေးမြန်းတဲ့ပုံနာသည်ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့်ဘယင်အားအမှန်အတိုင်းပြောကြားတဲ့အခါဘယင်သည်အလွန်ပျော်ရွှင်တော်မူပြီးနန်းတော်၏ပညာရှင်အရာကိုချီးမြှင့်ခဲ့တဲ့